အဲ့ Kratos မှာမုတ်စိတ်မွေးဘယ်နှပင်ရှိ အာ ကဲ interview လေးစလိုက်အောင် ကိုအင်တာဗျူးလေးမစခင်လေအင်အားမရဖို့တော့လက်ဆောင်လေးထည့်ပေးလိုက်တယ် အာနာစီယာကြီးရေကျေးဇူးပါပဲ ကိုအပြင်ကပိုချောတယ်ဗျာ Facebook မှာတင်ထားပုံလေးကိုအပြင်ပုံလုံးဝမမီဘူး အန်ဒီအောင်မြောက်နေပြပါပြီ ဆိုင် preparation ရတယ်စောင်းရမိုက်ရှင်မိုက်နေတော့ မင်းအောင်ဘာပါလဲအေးပါ interview လေးစလိုက်ကြတာပေါ့မင်းကုန်းလေးတယောက်တစ်လက်စီမေးမယ်ဖြေနိုင်တဲ့လူကအလုပ်ခံမယ်ကွန်ပျူတာအကြောင်းရင်မေးမယ်ကွန်ပျူတာမှာ keyboard နဲ့ mouse နဲ့ရှိရမလားအရင်ဆုံး mouse အကြောင်းကိုဟောရီယာညီလေးကိုမေးမယ်ညီလေး mouse ကဘာအတွက်သုံးတာလဲ ကလစ်နှိပ်ဖို့ တော်လိုက်တာအရန်တော်တာပဲကဲဒီဘက်ကညီလေးက mouse အကြောင်းပြောပြပါပြီဆိုတော့ဟုတ်ကမင်းကြီးရတယ်9%ယူပြီးပြန်မဆက်မဲ့ယုံမျိုးနော်မင်းကိုမေးမယ်မင်းကိုကြောက် तू က mouse ဖြည့်ပြီးဆိုတော့မင်းကို keyboard ကြောင်းမေးမယ် keyboard မှာခလုတ်ဘယ်နှခုရှိလဲ ကျွန်တော်လည်းမကြည့်တာပြီ ပိတ်လိုက်တာကဲထားလိုက်ပါကဲနောက်မေးခွန်းတစ်ခုမေးမယ်ဒီတခါ game character ရဲ့အကြောင်းမေးမယ်ဒီဘက်ကညီလေးကိုမေးမယ်ဘာလဲဆိုရင် Mario သိရမလား Mario စော်ဘူးရမလားအေး Mario ကယောက်ျားလေးလားမိန်းကလေးလား ယောက်ျားလေးမလားကို တော်လိုက်တာမှန်တယ် Mario ကယောက်ျားလေးဟုတ်ကောင်မင်းလည်းပဲမင်းကြီးကလည်းဘာမှသိမဲ့ပုံလည်းမပေါ်ဘူးနော်ကဲမထူးပါဘူးငါမင်းကိုမေးကြည့်မယ်နော်မင်း God of War ရဲ့ Kratos ကိုသိရမလားအေးအဲ့ Kratos မှာမုတ်စိတ်မွေးဘယ်နှပင်ရှိလဲ အာကျွန်တော်တော့ဘယ်လိုသိလဲ မင်းသိတာဘာရှိလဲမင်းဘာရှိလဲဘာမှလည်းမသိဘူးဘာမှရေရမနာမလဲဘူးဒီတခါနောက်ဆုံးမေးခွန်းမေးမယ် customer နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုအကြောင်းမင်းတို့တွေကိုငါမေးမယ်ကဲညီလေးလက်ညီလေးစောင်း customer လာပြီဆိုရှင်ကိုကစီးကြွရမလားပိုင်ရိုက်လို့ရမလား အာကျွန်တော်အမေကိုဖြေလို့မရဘူးလားဗျာ မဖြေနဲ့မင်းအဲ့ဒါကြီးခက်ခဲမင်းဖြေနိုင်မှာမဟုတ်ဘူးကဲညီလေးဖြေစမ်း သူပြောင်းပြရင်တော့ကိုကပြောင်းပြရမှာပေါ့ ဒါဘောညီလေးရဲ့သူလည်းပြုံးကိုလည်းပြုံးဘယ်တော့ပြောဖို့ကောင်းလဲဟမ်ကဲမင်းလည်းပဲမင်းကိုနောက်ဆုံးခွင့်ရေးပေးမယ်တခြားနားထောင် customer တယောက်ကဆိုင်ထဲကိုဝင်လာတယ်ကွာဆိုင်ထဲဝင်လာတဲ့အချိန်မှာ तू စီးလာရဲ့ဖနက်ကိုကြည့်ပြီးတော့ तू ဘာဂိမ်းထည့်မလဲမင်းခံမမြရင်ကော ဟုတ်လို့လေကျွန်တော်အဲ့ဒါဘယ်လိုသိတော့မှလဲ sorry ပါညီလေးမင်းတို့အခွင့်အရေးမရှိတော့မင်းစာမများဖတ်ပါ interview လာဖြစ်ပြီးရတော့လေကျေးဇူးပါမယ်နော် ချောင်းလုံးကိုတန်းပြီးလို့ဖြေရတယ် ချောင်းလုံးငုံထားပြီးတို့ဖြစ်ရတယ် ကဲညီလေးကိုအလုပ်ခန့်လိုက်ပြီနော်ကဲအလုပ်ခန့်လိုက်ပြီဆိုအလုပ်လေးစလိုက်အောင်ကွာကဲတလက်စတယ်မနေ့က customer ရဲ့ laptop ကိုလေအကို cracking လေးကူးပေးစမ်းပါညီက तू လာပေးသွားတာ ကိုခရန်ကြီးတော့ဘာကြီး ဟမ်